Would you mind if I ဆိုတဲ့အသုံးလေးကိုဘယ်လိုသုံးရမလဲဆိုပြီးတော့ teacher video ရဲ့ comment လေးအောက်မှာမေးထားပြီးတဲ့အတွက် teacher ကအခုပြန်ဖြေပေးမှာဖြစ်ပါတယ်။ဒါဆိုရင်သူ့ရဲ့ pattern လေးကိုအရင်လေ့လာကြည့်ရအောင်။တကယ်က verb 2လေးနဲ့ဖြေရမှာပေါ့နော်။သူရေးထားတာလေးက ask ဖြစ်နေရယ် verb 1လေးဖြစ်နေရယ်သူ့ရဲ့ပုံစံအမှန်က verb 2လေးနဲ့ရေးရမှာပါ။ဒါဆိုရင်ကြည့်ရအောင်။ Would you mind plus if plus subject plus verb 2verb 2သုံးထားပေမဲ့အတိတ်ကာလကိုပြောချင်တာမဟုတ်ဘူးเนาะသူ့ရဲ့အသုံးကယဉ်ကျေးစွာခွင့်တောင်းခြင်းတဲ့အခါမှာသုံးလို့ရတယ်ကျွန်တော်ဒါမှမဟုတ်ကျမဒါလေးလုပ်လို့ရနိုင်မလားဒါလေးလုပ်လို့အဆင်ပြေရဲ့လားဒါလေးလုပ်ချင်လို့ပါဒါမျိုးပေါ့เนาะဒါမျိုးခွင့်တောင်းခြင်းနဲ့ယဉ်ကျေးစွာခွင့်တောင်းခြင်းတဲ့အခါမှာသုံးလို့ရပါတယ်ဒါဆိုရင်နမူနာဝါကျလေးတွေနဲ့လေ့လာကြည့်အောင်เนาะ Would you mind if I smoked Would you mind if I open the door? Would you mind if I used your phone? ဒါဆိုရင် would you mind ကိုသုံးပြီးတော့ရေးထားတဲ့ဝါကျလေးတွေကိုတစ်ချက်ရဲ့ comment အောက်မှာရေးသွားပေးအောင်နော်။နောက်ဗီဒီယိုလေးမှာ would you mind နဲ့မေးတဲ့အခါမှာဘယ်လိုပြန်ဖြေရမလဲဘယ်လိုလေးဖြေမှားတတ်လဲဆိုတာလေးတွေကိုတစ်ချက်ကမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်နော်။ Bye bye